တော့လာကြတော့အဲ့ဒီတော့လူကြီးများကျွန်တော်တို့မစားခင်အချိန်လေးမှာခန္ဓာပြည်စီများကိုစတင်တော့ဖြစ်တဲ့အတွက်မိမိတို့ရဲ့တပ်ပတ်နေရာအသီးသီးမှာနေရာယူပေးကြပါရန်လေးစားစွာအသိပေးပန်ကြားပါဆွဲလာကြတော့ Ladies and gentlemen, thank you for joining us this evening. Our program is ပါရန်လေးစားစွာအသိပေးပန်ကြားပါခင်ဗျာကျွန်တော်ဒီပွဲလေးမှာကကျွန်တော်စပြီးတော့စဉ်းစားတဲ့ကကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ဒီစင်နီကွန်မြူနီမှာရှိတဲ့2021ခုနှစ်ထဲကနေပြီးတော့အပတ်စဉ်ဈေးရောင်းပွဲမှာဟိုပေါ့နော်တော်လန်ရေးအတွက်ကိုဥဆောင်ခဲ့တဲ့ဈေးရောင်းပွဲမိသားစုကိုလည်းအမေစုမွေးနေ့ပွဲအထိမ်းအမှတ်အနေနဲ့ကျွေးမွေးခြင်းနဲ့နောက်တစ်ခါကျွန်တော်တို့က proof of life အနေနဲ့အမေစုကိုအောင်မြင်ဟိုပါပေါ့နော်အသက်ရှိညောင်းကို proof of life လို့ပြုလုပ်ခြင်းတဲ့အတွက်ကြောင့်မလို့တခြားဒီကတိုင်းရင်းသားအဖွဲ့အစည်းများဖြစ်တဲ့ချမ်းတရှင်ရခိုင်ချမ်းတွေလည်းကျွန်တော်တို့တက်နိုင်များဖိတ်တယ်တော်လိုင်းရေးမှာ2021ထဲကပါတဲ့အဖွဲ့အစည်းအားလုံးကိုလည်းဖိတ်တယ်အားလုံးကိုဖိတ်ပြီးတော့ပါဝင်နိုင်အောင်အတွက်လူပေါင်းဒီအခုပြင်တို့မြင်နေရတဲ့အခမ်းအနားမှာလူပေါင်း900ဆန့်ပါတယ်ကျွန်တော်တို့အားလုံးကိုဘယ်လိုခေါ်လဲဆိုတော့ခမဲ့အနေနဲ့အားလုံးကိုညစာကျွေးပြီးတော့ကျွန်တော်တို့ကနေပြီးတော့အမေစုမွေးနေ့အထိမ်းအမှတ်အနေနဲ့စုတောင်းပမာဏပြုပြီးတော့အလှူဒါနသဘောမျိုးနဲ့ကျင်းပခြင်းဖြစ်ပါတယ်if you have trouble against military dictatorship and in the pursuit of democracy and freedom. လာပါခင်ဗျာဒီနေ့ညအခမ်းအနားမှာကျွန်တော်တို့ရဲ့ With respect to all the First Nation people joining us today, we acknowledge that the sovereignty of the ညောင်းမှန်းချက်များအားလုံးမြန်မာပြည်သူပြည်သားများအတွက် like to acknowledge the traditional custodians of the land on which we gather here today. So thank you so much for coming tonight. Thank you. ငါတို့ပြောပါတယ်ကျွန်တော်တို့အနေနဲ့အတိတ်ဒီလိုပဲအနာဂတ်ကာလများမှာအတိတ်ပေးပန်ကြားပါမယ်ခင်ဗျာကျွန်တော်တို့ဇာတိအချိန်မှာဉာဏ်အားဖြင့်များကိုစတင်တော့မှာဖြစ်တဲ့ကျွန်တော်တို့ဇာတိအချိန်မှာအခမ်းအနားစီစဉ်များကိုစတင်တော့မှာဖြစ်ကျွန်တော်စူးစမ်းတာလွန်ခဲ့တဲ့3ပတ်တည်းကစူးစမ်းခဲ့တာပေါ့အခုတပြေးပြေးနဲ့အချိန်နီးကပ်လာတဲ့အမြာကျွန်တော်တို့စနီ community မှာကောနောက်တစ်ခါဒီပေါ့ကမ္ဘာအလျာရမှာရှိတဲ့ဒီမီဒီယာတွေအားလုံးကပါကျွန်တော်တို့ရဲ့ကင်ကိုတိုင်းကိုလည်းဒီပွဲကိုလာမယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလူတိုင်းရဲ့အာရုံဆက်ခြင်းကိုခံရတယ်အဲ့အတွက်လည်းကျွန်တော်တို့ကဂျင်းနဲ့ဝမ်းသာတယ်ဒါအပြင်နောက်တစ်ခါဒီအမေစုဝင်းတွေပွဲအတွက်ကိုဩစတြေးလျနိုင်ငံကိုကိုစားပြုပြီးတော့ကျွန်တော်တို့ကနေပြီးစင်နီကဥဆောင်ကျင်းပအတွက်အဲ့အတွက်အားရခြင်းနဲ့ပါပျော်လဲပျော်တယ်အဲ့အတွက်အမေစုဟိုပေါ့နော်ဆက်လက်ပြီးတော့ဒီတက်ချင်ကြောင်းချစ် proof of life အနေနဲ့ကျွန်တော်တို့ဒီစက္ကစားနေပြီးတော့ကျွန်တော်တို့အမေစုကိုအမြန်ဆုံးလွတ်ပေးပါအမေစုနဲ့အတူနိုင်ငံရေးကျင်းသားအားလုံးအမြန်ဆုံးလွတ်ပေးပါဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ကိုလောက်ရတဲ့အတွက်လည်းကျွန်တော်အားရတယ်ဒီနေရာမှာလည်းကျွန်တော်တောင်းဆိုလိုက်ပါတယ် second consecutive landslide victory. An election. Anyway, you want to contribute to this challenge, this final conflict around the world. But I think actually Burma. No questions, that's fine with me. Run 81 kilometres, cycle 81 miles, or create their own 81 chapters. A regime that refuses to provide credible proof of life for an 19th of June through an 81 for 81 challenge in honour of memory. ဒီနေ့ညအခမ်းအနားစီစဉ်ကို MC ဖြစ်ကျွန်တော်မင်းကုန်းနဲ့မိုးရဝနေမှာအတူတကွပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညအခမ်းအနားစီစဉ်ကတော့မြန်မာပြည်အတွက်စူတောင်းပွဲနဲ့အသက်မိမိတို့ရဲ့တပ်ဖွဲ့နေရာပုံစံဒီမှာနေရာပေးကြပါရန်လေးစားစွာတည်တည်ပတ်ကြပါခင်ဗျာ
အဲ့အတွက်ကျွန်တော်တို့ဒီနေ့ညမှာအတူတကွပူးပေါင်းပါဝင်ပေးကြတဲ့တက်ရောက်ပေးကြတဲ့ဧည့်သည်တော်များအားလုံးကို